Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချိုချင်ငံဆက်ရတာလေးနဲ့စားလို့အရန်ကိုကောင်းတဲ့ Thai style ပဲကြက်စံအတုပ်ပြုလုပ်နည်းလေးကိုတောင်းဆိုထားတဲ့သူများအတွက်လာမျှဝေပေးဖြစ်ပါတယ်ပထမဆုံးဖြိုကပဲကြက်စံတစ်ထုပ်ကိုရေစိမ်ပေးထားလိုက်ပါတယ်ပဲကြက်စံကိုရေစိမ်ထားရင်းနဲ့ဝက်သားချောင်းလေးတစ်ခုကိုနှစ်ချမ်းချမ်းပြီးတော့မထုံပွားနေထားလေးတွေလှီထားပေးလိုက်ပါတယ်ရှင်တချို့တွေကြတော့လေဒီဝက်သားချောင်းလေးကို VN ဝက်သားချောင်းလေးလို့လည်းခေါ်ကြပါတယ်ဒါကတော့မရှိရင်မထက်လိုက်ရပါတယ်နော်ဒီဝက်သားချောင်းလေးကိုလှီပြီးတာနဲ့ဖြိုကအမှုတစ်ထုပ်ကိုလည်းအောက်ပိုင်းလေးကိုဖြတ်ပြီးတော့ခုလိုမျိုးလေးဆိတ်ဆွပေးထားလိုက်ပါတယ်ဒီတစ်ခေါက်ပဲကြက်စံတုံးမှာတော့ဖြိုကအမှုနှဲငယ်ကိုလည်းတုံထားပါတယ်ပြီးရနဲ့ခွန်နှွာထားတဲ့ကြက်တုံးနဲ့နှလုံးကိုလည်းမထုံပွားနေထားလေးတွေလှီထားပေးလိုက်ပါတယ်ရှင်ကြက်တုံးတွေကိုလှီပြီးတာနဲ့ရေဆေးသက်စင်ထားတဲ့တရုတ်နယ်နယ်နှဲငယ်ကိုလည်းမထုံပွားနေထားလေးတွေပဲလှီထားပေးလိုက်ပါတယ်ပြီးရင်တော့ဖြိုတို့ခင်းချီသေးနှလုံးလောက်ကိုလည်းမထုံပါနေထားလေးတွေလှီထားပေးလိုက်ပါမယ်နော်ဒီအတုပ်လေးရဆိုလို့ရှိရင်တုံးနေလေးရလည်းလွယ်ကူတယ်ပြီးတော့ချင်းငယ်ဆက်ရတာလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ပြီးရင်တော့ဖြိုတို့ငှုတ်သီးနီကိုလည်းကိုအဆက်စားနေသလောက်ခပပနေလှီပြီးတော့ခုလိုမျိုးလေးနှုတ်လေးတွေပြန်ဆင်ပေးထားလိုက်ပါမယ်နော်ဒီနေရာမှာထောင်းရင်မယ်ဆိုလည်းရပါရဲ့ရှင်ပြီးရင်တော့ဖြိုတို့တက်မြသေးနှလုံးလောက်ကိုလည်းအစင်သိလှီထားပေးလိုက်ပါမယ်နော်ဒါလေးတွေကတော့ပဲကြက်စံအတုံးမှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့အခွန်ချို့ကြောခွဲပြီးတော့ရေစစ်သက်စင်ထားတဲ့ပစုံနှဲငယ်ပါမယ်ပြီးတော့ဒါလေးကတော့ဝက်သားကြေပဲဖြစ်ပါတယ်ဒီနေရာမှာကြက်သားကြေကိုသုံးမယ်ဆိုလဲရပါတယ်နော်ပြီးတော့ခဏကလှီထားတဲ့ကြက်တုံတွေပါမယ်ပြီးတော့ဝက်သားချောင်းလေးနှဲငယ်ပါမယ်ပြီးတော့ဖြိုခဏကလှီပြီးတော့ဆိတ်ဆွထားတဲ့အမှုနှဲငယ်နဲ့လှီထားပြီးသားခင်းချင်သီးပါမယ်ပြီးတော့နှုတ်ဆင်ထားတဲ့ခရုတ်သီးနီနှဲငယ်နဲ့အစင်သစ်လှီထားတဲ့တံမြာသီးလေးပါမယ်ပေါ့နော်ပြီးတော့ဖြိုတို့အစင်သစ်လှီထားတဲ့တရုတ်နနနှဲငယ်နဲ့ရေစိမ်ပြီးသားပဲကြံစံလေးတစ်ထောက်စာပေါ့နော်ကဲအားလုံးလည်းအစင်သစ်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုတို့ဝက်သားကြေးလေးလာပြုတ်ပေးထားလိုက်ပါမယ်နော်ရေဦးဆုံးအိုးဦးထဲကိုဝက်သားကြေးကိုထည့်တယ်ပြီးတော့ရေလေးနှဲငယ်ထည့်ပြီးတော့အသားမုတ်လေးနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖြိုတို့ဒီရေလေးနဲ့ပဲသူ့ကိုလုံးဝကျက်သွားတဲ့အထိပေါ့နော်ပြုတ်သွားပေးလိုက်ပါမယ်ရှင်ဒီပဲကျန်တဲ့တုပ်ကိုတော့မကြာခဏဝယ်စားဖြစ်တယ်ပေါ့နော်တခါတလေတော့လည်းစားမဝတာနဲ့ခုလိုမျိုးလေးအိမ်မှာပဲခရမ်းများလေးပေါ့နော်အဝါလောက်စားဖြစ်ပါတယ်ရှင်အိမ်မှာကိုယ်တိုင်လည်းကိုလောက်စားတော့မြများလည်းစားရတယ်ပြီးတော့တတန်ရှင်းလည်းစားရတာပေါ့နော်ကဲဖြိုတို့ပြုတ်သွားလိုက်တဲ့ဝက်သားကြေးလေးကကျက်ပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုံးမယ်ပြီးလို့ရှိရင်တော့အဲ့ဒီအိုးထဲကိုပဲရေနှဲငယ်ကိုထည့်ပြီးတော့ပပတ်ဆူလာတဲ့အထိတက်သွားပေးလိုက်ပါမယ်နော်ဖြိုးတက်ထားတဲ့ရင်နွေးလေးကပပွက်ဆူလာပြီဆိုလို့ရှိရင်တော့အရင်ဦးဆုံးဒီဝက်သားချောင်းလေးကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်နော်ဒီဝက်သားချောင်းလေးကကြက်ပြီးသားဖြစ်တဲ့အတွက်ဖြိုးတို့10မိနစ်2မိနစ်လောက်ပြုတ်ပေးရင်တော့ရပြီပေါ့နော်ကဲဒီဟာဆိုလို့ရှိရင်တော့ကြက်ပါပြီပြီးရင်တော့သူ့ကိုဆယ်ထုတ်မယ်ပြီးရင်တော့ဖြိုးတို့တန့်စင်ထားတဲ့ပစုံနှဲငယ်ကိုထည့်ပြုတ်ပေးထားလိုက်ပါမယ်နော်ဖြိုးကပစုံပြုတ်ဆိုလို့ရှိရင်တအားကြီးကြက်သွားရင်မကြိုက်ဘူးပေါ့နော်အဲ့အတွက်သူ့ကို10မိနစ်2မိနစ်လောက်ပဲပြုတ်ထားပေးလိုက်ပါရရှင်ကဲပစုံလေးချက်ပြီဆိုလို့ရှိရင်တော့သူ့ကိုဆယ်ထုတ်မယ်ပြီးလို့ရှိရင်တော့ဆိတ်ဆွထားတဲ့အက်မိုလေးနှဲငယ်ကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်နော်အက်မိုကတော့ဖြိုတစ်ပတ်စားလို့ပဲတုံထားပါတယ်ရှင်တအားကြီးများရင်စားမကုန်ပါဆိုလို့ပါအက်မိုကိုလည်းဖြိုက2မိနစ်3မိနစ်လောက်ပဲပြုတ်ထားပေးလိုက်ပါတယ်ကြောက်သွားပြီဆိုလို့ရှိရင်သူ့ကိုလည်းဆယ်ထုတ်ပေးထားလိုက်မယ်ပြီးရင်တော့ဖြိုတို့နောက်ဆုံးကြမှာရေစိမ်းထားတဲ့ပဲကြံစံကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်နော်ပဲကြံစံကိုတော့ဖြိုက3မိနစ်လောက်ပြုတ်ထားပေးလိုက်ပါတယ်ရှင်ပြုတ်ထားတဲ့အချိန်မှာလည်းဖြိုတို့လက်လေးနဲ့မကြာခဏပေါ့နော်စမ်းကြည့်ပေးနိုင်ပါတယ်ဖြိုကတော့သူ့ကို3မိနစ်ကျော်4မိနစ်လောက်ပေါ့နော်ပြုတ်ထားပေးလိုက်ပါတယ်ကဲပြုတ်ထားတဲ့ပဲကြံစံလည်းချက်ပြီးဆိုလို့ရှိရင်တော့ရပါပြီနော်အားလုံးလည်းပြုတ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ဖြိုတို့စပြီးတော့တုပ်ပေးရန်အတွက်3မဲခွက်လေးထဲကိုအရင်ဦးဆုံးအချုံမုတ်လေးနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်လည်းသူ့ထဲကိုတကြားနှဲငယ်ထည့်တယ်ပြီးတော့ငံပြရည်ပြီးတော့ဒါလေးကတော့ကြက်သွပ်ဖြူအိုးစိန်ရည်လေးပေါ့နော်ထိုင်းလို့ဆိုလို့ရှိရင်တော့နားကထင်တော်လို့ခေါ်ပါတယ်ဒါကတော့မရှိရင်မထည့်လည်းရပါရဲ့နော်ပြီးတော့ခဏကလှီးပြီးတော့ညှက်ထားတဲ့တံမြာရည်လေးပေါ့နော်ဒါကတော့တံမြာသေးနှလုံးစာလောက်ပဲဖြစ်ပါတယ်ပြီးတော့တံမြာရည်ထည့်ပြီးလို့ရှိရင်တော့အားလုံးကိုနှက်သွားအောင်ဖွင့်ထားပေးလိုက်မယ်အားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ဖြူတို့လှီးဖြတ်ထားတဲ့အသီးရွက်လေးတွေကိုထည့်ပေးလိုက်ပါမယ်နော်ကဲပြီးရင်တော့အားလုံးနှက်သွားအောင်ပြန်ပြီးတော့ဖွင့်ထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာအပေါ့ငံကိုစိတ်ကြိုက်မြည်ပြီးတော့ပေါ့နော်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်ဖြိုရတော့သူတွေကိုငံပြိုင်လေးနှဲငယ်နဲ့အသားမုတ်လေးနှဲငယ်ကိုထပ်ထပ်ပေးထားပါတယ်ကဲပြီးရင်တော့အားလုံးကိုသမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်မယ်ဖြိုးတော့မှွေသွားပေးလိုက်တာအားလုံးလည်းထပ်သွားပြီဆိုလို့ရှိရင်တော့ရတာကိုနောက်တစ်ခါပြင်ကြည့်လိုက်ပါမယ်နော်ရတာလည်းလုံးဝဆင်ပြီဆိုလို့ရှိရင်တော့ဖြိုးတို့ပြုတ်ထားတဲ့ဝက်သားချောင်းလေးရဲ့ပြီးတော့ဝက်သားကြေးရဲ့ပြီးတော့ပစုံရဲ့ပဲကြံစံရဲ့ထည့်ပြီးလို့ရှိရင်တော့အားလုံးကိုနှက်သွားအောင်မှွေထားပေးလိုက်ပါမယ်နော်
တုံနေတဲ့ချိန်မှာဆိုလို့ရှိရင်အနက်လေးကတော်တော်လေးကိုမွေးပါတယ်ဝေသွားလိုက်တာအားလုံးလည်းနှက်ပြီးတော့ရတာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ Thai style ချင်းငယ်ဆက်ပဲကြက်ဆက်တုပ်လေးရတော့စားဖို့အစစ်အဖြစ်နေပါပြီရှင်။ကဲခုဆိုလို့ရှိရင်တော့ချင်းငယ်ဆက်ရတာလေးနဲ့လွယ်ကူယူရှင်းပြီးတော့စားလို့အရန်ကိုကောင်းတယ်ဖြိုးတို့ရဲ့ Thai style ပဲကြက်ဆက်တုပ်လေးရတော့စားဖို့အစစ်အဖြစ်နေပါပြီ။စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အစစ်ပြေမယ်လို့မျှော်လင့်ပါရရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြိုးရတဲ့ဝေတဲ့တင်မှာပြန်ဆောင်ကြမယ်နော်။အားလုံးဘိုင်